တော့တန်ဦးပါမာဒီ KSMB program ကို in charge ထားရတဲ့ဖြစ်ပါတယ်အခုအမပြောမယ့် KSMB program ကတော့ the education for enterprise နဲ့ KSMB နဲ့ ABE Association of Business Executive ကိုပေါင်းပြီးတော့အမ program ဖွဲ့ထားတဲ့ program တစ်ခုဖြစ်တယ်ပေါ့နော်ဒီဟာဆိုလို့ရှိရင်အမတို့ရဲ့ဒီ KSMB program ကို Professor Mark Monson Candy ကဖတ်ပြီးတော့ founded လုပ်ခဲ့တယ်သူကဒီ lawyer တစ်ယောက်လည်းဖြစ်တယ်ပေါ့နော်သူက lawyer ဖြစ်နေတယ်သူ့ရဲ့ပုံရင်းချင်းမှာရှိတဲ့အားတွေကိုသူကစူးစမ်းနေလာတယ်ပေါ့နော် business တွေပြီးတော့အခြား other business တွေပေါ့နော်business တွေဆိုတာကအများနဲ့လမ်းလို့လုပ်တာပေါ့နော်အများနဲ့စစ်တင်လို့လည်းပြီးမှာမဟုတ်ဘူးနောက်လို့ဆိုတော့သူ့မှာ strategy တွေ planning တွေအများကြီးရှိတယ်ပေါ့နော်အဲ့မှာဆိုလို့ရှိရင်သူပြောထားတဲ့နေရာမှာဆိုလို့ရှိရင်ဒီ business ကိုမှာ business plan ကိုလုပ်ဖို့ idea ရှိတယ်အဲ့ idea နေပြီးတော့မှ cash ကိုဘယ်လိုဖြတ်လုပ်လဲအဲ့ cash ကိုပဲကိုယ်စီမှာပဲ stability အများကြီးရှိနေအောင်ဘယ်လို first step plan နဲ့ family ဆိုတာကိုသူကဒီ program ထဲမှာပြပြထားတယ်နော်ဒါဆိုလို့ရှိရင်အမားတို့ဒီ program ထဲမှာအားရတင်ရမယ်ဆိုတာပြန်မပြောတော့ဘူးမယ်ဒီအမားတို့ရဲ့ဒီ program ထဲမှာဆိုလို့ရှိရင်ဒီ business idea တွေဘယ်လိုလုပ်လဲ USP unique selling point တွေပေါ့နော်ပြီးလို့ရှိရင် business တွေကိုဘယ်လိုထားမလဲ business logo ကိုရောဘယ်လိုထားမလဲပြီးလို့ရှိရင် copyright တွေပေးတဲ့နေကတော့ဘယ်လိုမျိုးရှိတယ်လဲပြီးလို့ရှိရင်ဒီကိုယ့်ရဲ့ product ကိုရဲ့ pricing ကိုဘယ်လိုသတ်မှတ်ထားမလဲပေါ့နော်ပြီးလို့ရှိရင် customer service တွေဘယ်လိုပေးမလဲကိုယ့်ရဲ့ brand တွေကိုယ့်ရဲ့ branding ကိုပို့ပြီးတော့ကောင်းပြီးတော့ marketing ဘယ်လိုလုပ်ကြလဲပေါ့နော်ပြီးလို့ရှိရင်ကိုယ့်ရဲ့ market business ကိုရဲ့ relationship တွေ communication တွေ networking တွေတော့ဘယ်လိုမျိုးပါမလဲကိုယ့်ရဲ့ financial ကိုဒီမင်းနေအောင်ကိုဘယ်လိုမျိုးစီစဉ်နေဘယ်လို planning တွေနဲ့ strategy ကြံနေထားမလဲဆိုတာလည်းပြင်ပါပေးမယ်ပြီးလို့ရှိရင်ဒီ budgeting ပါမယ်ပြီးလို့ရှိရင်ကိုယ့်လုပ်ငန်းတစ်ခုလုပ်မယ်ဆိုရင်ပေါ်ဆောင်ရတယ်လေအဲ့ contract တွေတော့ကိုရီးယားဘယ်လိုမျိုးလုပ်ပေးရမလဲအဲ့လိုမျိုးရှိရပြီးလို့ရှိရင်ကိုယ့်ရဲ့ leadership ပေါ့နော်ကိုယ့်ရဲ့စောင့်နိုင်တဲ့ဒီလုပ်ငန်းတစ်ခုကိုစောင့်နိုင်တဲ့နေကိုဘယ်လိုမျိုးထားမလဲအဲ့ဒီအပေါ်ကိုပြောတဲ့အခါမှာအဲ့ဒီကိုယ့်ရဲ့ business plan တစ်ခုလုံးကို investor တွေကိုဘယ်လိုမျိုး pitch ပြအောင်လုပ်မလဲ investor ရဲ့ရင်းနှီးထိရောက်အောင်ဘယ်လိုမျိုးကိုယ့်ရဲ့ plan ကို presentation လုပ်ပေးပါမလဲအဲ့လိုဟာမျိုးတွေတင်ပါပေးမယ်ပေါ့နော်ဒါဆိုလို့ရှိရင်ဒီ business တွေကိုဘာလို့တင်ဖို့လိုတာလဲဆိုလို့ရှိရင်အမအင်္ဂါမှာဆက်ပြီးရှင်းပြပေးမယ် Aerospace and Defense program ကကျတော့ module 16ခုနဲ့ဖွဲ့စည်းထားတယ်အဲ့ဒါကကျတော့ဒီကိုယ့်ရဲ့အခြေခံ business တွေအများကြီးရှိနေတယ်ပုံကိုပေါင်းပြီးတော့မှဒီ module 16ခုနဲ့ဖွဲ့ပြီးတော့ဒီညီမလေးတို့မောင်လေးတို့ကိုတင်ပေးမယ်ပေါ့နော်အဲ့ဒီမှာဆိုလို့ရှိရင်ကိုယ့်ရဲ့ business ကိုဘယ်လိုမျိုး